ပင်လယ်ကြီးနဲ့ပိုင်းမှာရှိတဲ့ထောင်တစ်ခုရဲ့အခန်းချင်းထဲမှာထူးဆန်းတဲ့တန်သက်တာကြီးတစ်ခုရှိနေပါတယ်။အဲ့ဒီအထဲမှာတော့ Predator ခေတ်ဦးကလေးကအန်ဒီရဲ့အရှိဆုံးလို့သတ်မှတ်ခံထားရတဲ့စက်ရုပ်ကောင် Mechanical Zombie တစ်ကောင်ကိုပိတ်လောင်ထားတာပါ။ထူထဲလာတဲ့တန်တကားရဲ့နောက်ွယ်မှာရှိနေပြီမဲ့လေသူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အငွေ့အသက်တွေကိုအပြင်ကနေအတိုင်းသားခံစားနေရပါတယ်။ကဘာကြီးကိုသိမ့်ပိုက်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်ဟာဒီစက်ရုပ်ကောင်နဲ့လျှို့ဝှက်သဘောတူညီချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။စက်ရုပ်ကောင်ကသဘောတူလိုက်တာနဲ့တပြိုင်နက်သူဟာဟယ်လီကော်ပတာပေါ်တက်သွားပြီးပင်လယ်ရေပြင်ပေါ်ကထောင်တစ်ခုလုံးကိုမီးဟုံဟုံတောက်အောင်ဖောက်ခွေပစ်လိုက်ပါတော့တယ်။သူဟာတန်တက်တာစီကိုဒုံးကျည်နဲ့လှမ်းပစ်လိုက်ပြီးတန်နံရံတွေကိုပေါက်ပြဲသွားစေခဲ့တယ်။ထောင်ကြီးတစ်ခုလုံးပင်လယ်တွေကိုနှိမ့်မြုပ်သွားတဲ့အချိန်မှာတော့စက်ရုပ်ကောင်အတွက်လွတ်မြောက်ဖို့အခွင့်အရေးရရှိသွားခဲ့ပါပြီ။သူဟာတန်တက်တာကိုအပိုင်းပိုင်းဆွဲဖြဲပြီးအပြင်ကိုယုံထွက်လာခဲ့တယ်။ပြင်းထန်တဲ့ပင်လယ်လှိုင်းတကူတွေကလည်းသူ့ကိုတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။တစ်ဖက်မှာတော့ Hester တယောက်ဒီကြောက်မက်ဖွယ်အန်ဒီယေကြီးရောက်ရှိလာတာကိုအာရုံခံမိသွားပါတယ်။ဘယ်သူမှတတိမပြုမိခင်မှာပဲအဲ့ဒီကျူးကျော်သူဟာအရှိန်မြင့်တင်ပြီးသူတို့နောက်ကိုလိုက်လံတိုက်ခိုက်ပါတော့တယ်။ဒီပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးကုန်ပြီးလူတွေလည်းအလန့်တကြားထွက်ပြေးနေကြရပါတယ်။သူတို့နောက်ကနေစူးစူးဝါးဝါအော်ဟစ်တန်တစ်ခုထွက်ပေါ်လာပြီးနောက်တစ်စက္ကန့်မှာတော့အဲ့ဒီစက်ရုပ်ကောင်မှာသူတို့ရှိတဲ့တဲ့မှာပိတ်ရက်လွန်နေပါပြီ။သူ့ရဲ့စိတ်ဖန်ဖန်မျက်လုံးအစုံကအေးဆက်စွာတောက်ပါနေပြီ။သားကောင်ကိုချုံနေတဲ့မုတ်ဆိုးတစ်ကောင်လိုစိတ်ကြည့်နေခဲ့တယ်။ Hester ကတောင်ကိုအမြန်ပြေးဖို့အော်ပြောလိုက်ပြီးသူတို့မြောက်ဟာကြီးမားတဲ့စပိန်ကွန်ကြီးတွေပေါ်ကိုအလူရက်တက်ပြေးခဲ့ကြပါတယ်။စက်ရုပ်ကောင်ကတော့အလောတကြီးမလုပ်ပဲသူတို့နောက်ကိုတပြေးပြေးချင်းပဲဖိအားပေးရှောက်လန်းလာခဲ့တယ်။သူတို့မြောက်ဟာစက္ကန့်ပိုင်းညာပဲအချိန်မဖြုံးတော့ပဲလက်ပတ်နေတဲ့စောင်းဝန်းကြီးပေါ်ကနေအောက်ခြေပလက်ဖောင်းစီကိုအန်ဒီယေဂျာကနေခုန်ချခဲ့ကြပါတယ်။အဆင်ပြေပြေဆင်းသက်နိုင်ခဲ့ပြီမဲ့လှည့်အကြည့်မှာတော့စက်ရုပ်ကောင်ကအပေါ်ကနေကျူတူပိတ်ဆို့ဆောင်ကျူနေခဲ့ပါပြီ။သူတို့မြောက်လောင်ပိတ်မိပြီးမျောလင့်ချက်မဲ့နေတဲ့အချိန်မှာပဲအမျိုးသမီးလေရင်မှုတယောက်ပေါင်းနေလာတဲ့အနီရောင်လေတင်ပေါ် airship တစ်စီးရောက်ရှိလာပြီးစက်ရုပ်ကောင်ကိုကြည်စံနဲ့လှမ်းပစ်ခါကဲတင်ပေးခဲ့ပါတယ်။လေရင်မှုရဲ့အချက်ပြမှုအတိုင်းသူတို့မြောက်ဟာလေတင်ပေါ်စီကိုအပြေးအလွှာတွားခဲ့ကြတယ်။ဒါပေမဲ့ Hester လေတင်ပေါ်ပေါ်ရောက်သွားတဲ့အခါလေရင်မှုကစိတ်ပြောင်းသွားပြီးတွန်းပေါ်ထားပစ်ခဲ့ဖို့ကြိုးစားပါတယ်။နောက်ဆုံးမိနစ်မှာတော့ Hester ကကျိုးတစ်ချောင်းလှမ်းချပေးခဲ့လို့တွန်းကဖမ်းဆွဲပြီးလိုက်ပါလာနိုင်ခဲ့တယ်။ဒါကိုစက်ရုပ်ကောင်ကမိမိရရလှမ်းဆွဲပြီးလေတင်ပေါ်ကြီးတစ်ခုလုံးကိုအောက်ဆွဲချဖို့ကြိုးစားပါတယ်။ရုံးကန်နေရတဲ့အဆုံး Hester ကတွန်းစီကိုဓာလှမ်းသေးလိုက်ပြီးတွန်းကကျိုးကိုဖြတ်တောက်ပစ်လိုက်တဲ့အတွက်သူတို့မြောက်ဟာအန်ဒီရဲ့ဆိုးကြီးကနေ TV လေးလွတ်မြောက်သွားခဲ့ပါတော့တယ်ဗျာ။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။